是对不太原谅，我们的相遇被了对方，等待了爱情破生命，命运的思量，是对不太原谅，你只是我永远的对方。ချက်仔ရောခေကကြဆိုင်အရင်ကောင်းနေအရင်တော်ရဲလို့ပြောတာပါစစောကသူတို့သမီးလေးကဆွဲကြိုးလေးကိုပေါ့နော်ရမ်းရမ်းပြီးတော့ကတော့အဲ့ဆွဲကြိုးကတော်တော်လေးထိပ်ပဲရှိပါတယ်အဲ့ဆွဲကြိုးချောင်းလေးကိုရှင်းပြပေးလိုက်ပါဦးဒီဆွဲကြိုးဟာဆိုလို့ရှိရင်တမီးတို့ကချင်မျိုးတမီးများမင်္ဂလာဆောင်တဲ့အချိန်မှာခမေးဘက်ကနဲ့တမီးတို့ကိုဆွေးမအဖြစ်အတိမတ်ပြုတဲ့အခါတကားပေါအဝေးမှာဆွဲပေးတဲ့တိမတ်ပြုပစ္စည်းလေးဖြစ်ပါတယ်ဝမ်းသာပါတယ်ဂုဏ်လည်းယူရဲဒီလိုအဝေးရည်လာလေးရှင်ပြတဲ့လည်းကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ကိုပိုင်ထဲလက်အဖြစ်နဲ့ခေတ်ပေါ်ကားကွယ်အချို့ထည့်ပေးသွားတဲ့ဥစ္စာအင်မတန်ကိုကြီးဖို့ကောင်းပါတယ်ကျေးဇူးတင်ပါတယ်ပင်းပြန်ဘလို့ဇာနဲ့ပြန်ရမှာဇာတယ်ကြီးပြန်ရမလဲဆိုတာသိမှာပေါ့နော်အဲ့တော့မေးပေးမယ်နော်ဦးစီကပြောပေးပါ Right Yes ကဲရအိုင်ကဲရအိုင်တဲ့ကျေးဇူးပါဆန်အရင်သိတယ်လို့ပြောတာပါကိုကတော့အစမ်းရင်းကိုနာဖွင့်ရမှာပေါ့နော်ကြည်စမ်းဟုတ်တော့ကြာကိုနဲ့အမျိုးတူလို့ရွေးရလို့ပြောခံတာမျိုးလုံးဝပြောမခံနိုင်ဘူးတကယ်ကြတော့လေချစ်တယ်နော်ပညာနဲ့ပတ်သက်ရင်တော့သူကမရဘူးနော်ကိုလူမျိုးမလို့ကိုပြောတာမဟုတ်ဘူးနော်ဒီနေ့ကသွားတော့တကယ်ကိုတိတ်ကြွလန်းဆန်းနေမလို့ရွေးချယ်ပါရဲ့ကျေးဇူးပါဆန်ကဲကိုယူပြန်လာလို့ရကျွန်တော်ကတော့ yes ဟုတ်တယ်ကျွန်တော်လည်းရေးပါတယ်ကွာ yes ပါအများကြီးရဲ့ဘာမှညီမလည်းရှိရဲ့